အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျင်းပတဲ့2025အလွန်ဘူဟုဝေယကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများတွန်းတက်ဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များပြည်ထောင်စုအဖွဲ့ဝင်များအဆင့်မြင့်တက်မတော်ရရှိကြီးများနိုင်ငံခြားတာဝန်များကတာဝန်ရှိသူများနိုင်ငံတကာမှပညာရှင်ကြီးများဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးကြမယ့်ပြည်တွင်းပြည်ပပညာရှင်များနိုင်ငံရေးပါတီများကတာဝန်ရှိသူများရပ်ဖွဲ့အဖွဲ့အစည်းများကကိုယ်စားလှယ်များအဖွဲ့အစည်းတည်တည်မှကိုယ်စားလှယ်များနဲ့ဖိတ်ကြားထားသူများအားလုံးကိုယ်စားလှယ်များကျမ်းမာချမ်းသာပြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲဟာနိုင်ငံတကာကပညာရှင်များကိုယ်တိုင်တရားဆွေးနွေးကြတဲ့နိုင်ငံတကာဆွေးနွေးပွဲကြီးတစ်ခုဖြစ်လို့လေထူးခြားတယ်လို့ပြောရမှာဖြစ်ပါတယ်2025အလွန်မြန်မာနိုင်ငံအနေနဲ့ကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေကိုပြည်တွင်းပြည်ပပညာရှင်တွေကမြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးဆွေးနွေးအကြံပြုကြမှာလည်းဖြစ်ပါတယ်အခုဆွေးနွေးပွဲဟာမြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်ကိုပုံဖော်နိုင်ဖို့နဲ့ကမ္ဘာအတိုင်းအဝိုင်းနဲ့ချိတ်ဆက်မှုတွေကိုဆောင်ရွက်ရမှာအရေးပါတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်းပြောကြလိုပါတယ်ကြောလာကြတဲ့ဧည့်သည်တော်များခင်ဗျာကျွန်တော်ဒီထိုင်တဲ့ကဘာကြီးဟာယနေ့အချိန်ခါမှာဘဟုဝေကဘာကြီးအဖြစ်ပြောင်းလဲလည်ရှိနေပါတယ်နိုင်ငံတကာဆက်ဆံရေးများမှာအင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုပုံစံတွေပြောင်းလဲလာတာကိုလည်းတွေ့ရှိရမှာဖြစ်တယ်လို့ဒေသအတွင်းအဖွဲ့အစည်းတွေရဲ့အခန့်ကဏ္ဍဟာလည်းပုံမှုရေးပါလာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ဒီနည်းအားဖြင့် globalization ကာလကနေ regionalization ပုံစံတွေစတင်ပေါ်ထွန်းလာနေတဲ့အချိန်အခါကိုလည်းပြောင်းလဲလာနေပြီလည်းဆိုရမှာဖြစ်ပါတယ်ကမ္ဘာဝင်ယူကမ္ဘာတို့ဘူဝင်ယူကမ္ဘာတို့တည်ကြတဲ့ဝေယုံစုံကမ္ဘာ multipolar world ဟာဆိုရင်ရခင်ကကမ္ဘာစင်မြင့်မှာအင်အားကြီးနိုင်ငံတနိုင်ငံတည်းကဖရမ်းမှုကြီးစိုးခဲ့ရကနေအခုချိန်မှာအဲ့ဒီပုံစံအဲ့ဒီအခင်းချင်းတွေနဲ့မတူပဲနိုင်ငံများစွာနဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာတိတာထင်ရှားတဲ့စူးစီးမှုအင်အားတွေရှိလာပြီဖြစ်ပါတယ်အဲ့ဒီစူးစီးအားတွေဟာကမ္ဘာစင်မြင့်မှာပြန့်နှံ့ဖြာထွက်ဩဇာတက်ရောက်လာတဲ့ကမ္ဘာအစီအစဉ်တစ်တွေလည်းပြောရမှာဖြစ်ပါတယ်တရုတ်အိန္ဒိယဥရောပသမဂ္ဂနဲ့ရုရှားနိုင်ငံတွေလိုဗပေါင်းစုံကတိုးတက်အောင်မြင်လာကြရတာတွေဟာရခိုင်အစအလာရှိတဲ့အေယာကြီးနိုင်ငံတွေရဲ့ဩဇာနှံမှုကိုဆင်းခေါ်လာပြီးလို့လဲဆိုရမှာဖြစ်ပါတယ်အဲ့ဒီလိုဩဇာတရားမှုတွေပါဝါတွေဟာနိုင်ငံတော်များများနဲ့ဒေသအဖွဲ့အစည်းတွေစီကိုကွဲပြားဖြန့်ကျက်လာနေတဲ့အတွက်ကမ္ဘာကြီးဟာအရင်ကလိုဩဇာသွမ်းမှုကိုတစ်ဖက်ဆောင်နေမဖြစ်တော့ပဲပါဝါဟန်ချက်ကိုထိမ့်ညှိလာစေပါတယ်ဒီနည်းအားဖြင့်ဘယ်နိုင်ငံတနိုင်ငံတွေကမှကမ္ဘာလုံးဆိုင်ရာရလဒ်တစ်ခုကိုသူကိုယ်ပိုင်ဖန်တီးလို့မရနိုင်တော့တာကိုလည်းအာယုံသိရှိလာနေပြီလည်းဖြစ်ပါတယ်ဒီနေ့ချိန်မှာနိုင်ငံတကာပြဿနာတွေကိုပုံမှုစုပေါင်းပါဝင်တဲ့နိုင်ငံစုအဖွဲ့အစည်းများရဲ့ပူးပေါင်းကြိုးပမ်းအထောက်အမှုတွေကတဆင့်ဖြည့်ရှင်းလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းဩဇာပါဝါကိုစီရှိနေကြတဲ့နိုင်ငံတွေဟာပြဿနာရပ်တွေကိုဖြည့်ရှင်းနိုင်ဖို့တဲ့အပြိုင်ဆိုင်ဩဇာလွှမ်းမိုးဖို့ကြိုးစားလာနေကြတာကိုလည်းတွေ့ရှိရပါတယ်ပြောင်းလဲလာနေတဲ့ကမ္ဘာဘုဟုဝင်ယူကမ္ဘာအစီအစဉ်ကြီးထဲမှာနိုင်ငံတွေဟာပထဝီနိုင်ငံရေးနဲ့ပထဝီစီးပွားရေးပဂရိအခြေအနေအသစ်များနဲ့လက်လုံးကြီးထွေရပ်တည်နိုင်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ရခိုင်ကစူပါပါဝါတနိုင်ငံတည်းကကြီးစိုးတဲ့အနေအထားကနေအဓိကနိုင်ငံကြီးတွေကရှင်ပြိုင်မှုတွေပူးပေါင်းဆောင်မှုတွေနဲ့ကမ္ဘာအစီအစဉ်တည်ကြီးတွေမှာပါဝင်လာကြတာဟာနည်းနည်းတိမ်မွေ့ပြီးမျှတမှုပေါင်းစည်းမှုတည်ကြည်အေးချမ်းမှုတို့ကိုတိုးတက်စေမှာလည်းဖြစ်ပါတယ်အဲဒီလိုအသွင်ကူးပြောင်းမှုကြီးဖြစ်စဉ်နဲ့အစဉ်ပြေပြေအဝင်ခွင့်ကြအကျိုးရှိရှိလိုက်ပါနိုင်ဖို့နိုင်ငံအားလုံးဟာမဟာဗျူဟာတွေကြိုတင်ချမှတ်ကြိုတင်ပြင်ဆင်လာကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့မဟာဗျူဟာမြောက်လုပ်ပိုင်ခွင့် strategic
autonomy ရှိဖို့လိုပါတယ်နိုင်ငံတွေက AIG super power တနင်္ဂနွေပေါ်မှာအလုံးမေးမိခိုနေမှုကိုရှောင်ရှားကြပြီးမိမိတို့ရဲ့မိဖက်တွေကိုတိုးချဲ့ဆက်ဆံကြရမှာဖြစ်ပါတယ်အဲ့ဒီလိုဆောင်နိုင်ကြမှာသာဆုံးဖြတ်ချက်တွေချမှတ်ရမှာပြောင်းလဲပြင်လဲဖြစ်စေပြီးမလိုတဲ့ဖိအားတွေကိုလည်းမိဖက်နိုင်ငံများရဲ့ပေါင်းစည်းအားနဲ့ကြံ့ကြံ့ခံနိုင်လာနိုင်မှာလည်းဖြစ်ပါတယ်မိမိတို့ရဲ့မိဖက်တွေဆိုလိုက်လို့ရှိရင်နိုင်ငံတွေပြင်ဒေသဆိုင်ရာအဖွဲ့အစည်းတွေလည်းပါဝင်လာမှာဖြစ်ပါတယ်ကြောက်လာကြတဲ့အဲ့တော်ရများခင်ဗျာမိမိတို့ရဲ့မိဖက်တွေကိုတိုးချဲ့ဆက်ဆံရမှာစစ်စစ်မဲ့ပြဖွံ့ဖြိုးတိုးတက်မဲ့အစီအမံတွေကိုချမှတ်နိုင်ဖို့လည်းလိုအပ်ပါတယ်စီဝါရေးရလူကြုံရေးရဤပညာဆိုတဲ့မတူညီတဲ့နယ်ပယ်တည်တည်မှာလက်ဖက်ကြီးအောင်ဆက်ဆံရေးတွဲမြင့်ဆောင်ကြမှာလည်းဖြစ်ပါတယ်အထူးသဖြင့်စီဝါရေးဘက်မှာကျွန်တော်တို့အားလုံးဟာပြောင်းလဲလာနေတဲ့ကမ္ဘာအစီအစဉ်သစ် New World Order နဲ့လိုက်လျောညီတည်ဖြစ်အောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ကြမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကဈေးကွက်တစ်ခုတည်းကိုသာအလွန်မင်းမှီခိုနေဖို့လည်းချွတ်ချကြမှာလည်းဖြစ်ပါတယ်ကုန်သွယ်ဆက်ဆံရေးတွေကိုဒေသစုံနဲ့ဖြန့်ကျက်နိုင်စွာမြင့်တင်ကြရပါလိမ့်မယ်ဖြစ်ပေါ်လာနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှု global discussion တွေကြောင့်ဖြစ်လာနိုင်တဲ့ဆုံးရှုံးမှုတွေကိုလျှော့ချနိုင်ဖို့အတွက်ဒေသဆိုင်ရာစီးပွားရေးပေါင်းစည်းမှု regional economic integration ကိုဒီလွတ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ဒေသတွင်းထုတ်လုပ်မှုကွင်းဆက် supply chain တွေကိုလည်းအားကောင်းလာစေဖို့ပူးပေါင်းဆောင်ရွက်ကြရပါလိမ့်မယ်နိုင်ငံတွေရဲ့အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက်အဓိကကဏ္ဍတွေဖြစ်တဲ့စားရရိက္ခာစွမ်းအင်နဲ့နည်းပညာကဏ္ဍတွေလိုလုပ်ငန်းတွေဦးစားပေးရင်းနှီးမြှုပ်နှံကြရမှာလည်းဖြစ်ပါတယ်ဒါပြင်နည်းပညာနဲ့ digital အချုပ်အခြာပိုင်ဆိုင်မှုဟာလည်းအဓိကရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမယ့်ကဏ္ဍတွေလည်းဖြစ်ပါတယ်ဝူရိုးစုံကမ္ဘာရဲ့ရှင်ပြမှုကြီးထဲမှာနည်းပညာဟာအခြေခံကျတဲ့ကဏ္ဍတစ်ခုဖြစ်လာနေပါတယ်အထူးသဖြင့်ဉာဏ်ရည်တု AI semiconductor တွေနဲ့ cyber လုံခြုံရေးတွေဟာအဆုံးဖြတ်ပေးလာမဲ့နည်းပညာတွေပဲဖြစ်ပါတယ်အဲ့ဒီပြည်လက္ခဏာတွေကြောင့်နိုင်ငံတိုင်းဟာမိမိတို့ပြည်တွင်းနည်းပညာဆောင်းရည်တွေကိုတွတ်တက်အောင်မြင့်တင်ကြဖို့လည်းလိုအပ်လာပါတယ်သူတည်တနာဒီတွင်စတဲ့မှုနဲ့အခြေခံအဆောက်အအုံတွေမှာရင်းနှီးမြှုပ်နှံမှုအားပေးခြင်းဖြင့်နိုင်ငံရာချနည်းပညာအပေါ်မှာမှီခိုမှုတွေလျှော့ချနိုင်ကြမှာဖြစ်တယ်လို့စိုက်ဖာလုံခြုံရေးနဲ့အချက်လက်ကာကွယ်ရေးတွေဟာလည်းအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေရှိနေပါတယ်ပထဝီနိုင်ငံရေးပြိုင်ပွဲတွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့စိုက်ဘာချိတ်ချုပ်မှုတွေကိုအကာအကွယ်ပေးနိုင်မဲ့ digital အခြေခံအဆောက်အအုံတွေရှိနေရပါမယ်အဲ့ဒီပြင်မဟာဗျူဟာမြောက်နည်းပညာဆိုင်ရာမိဖက်တွေထားရှိပြီးဉာဏ်ရည်တု digital စီးပွားရေးစတဲ့အရေးကြီးနည်းပညာတွေမှာပူးပေါင်းဆောင်ရွက်ဖို့လည်းလောလာမှာဖြစ်တယ်လို့ပြောလိုပါတယ်ကြောက်လာတဲ့ဧည့်သည်တော်ကြီးများခင်ဗျာဘုဝေယကဘာကြီးထဲမှာကျွန်တော်တို့ဟာပို့ပြီးတော့လိုက်လို့ညီတွေပြောင်းလဲနိုင်ပြီးလက်တွေ့ကျတဲ့တန်တမာရေးရဆက်ဆံမှုချိတ်ကပ်မှုတွေလိုအပ်လာလို့မို့လည်းသုံးသပ်ရပါတယ်ဘုဒ္ဓဆံလို့နဲ့အတွေးခေါ်ဒီပေါ်မှာအခြေခံထားတဲ့တတ်မှတ်မှအကြောင်းအရာဒီပေါ်မှာအခြေခံပြီးမိမိတို့ရဲ့မိဖက်တွေတိဆောက်သွားကြမှာလည်းဖြစ်ပါတယ်ဒါပြင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေမှာပါဝင်ထိတွေ့ဆက်ဆံမှုတွေကိုပါတစ်ဆက်တည်းတိုးမြင့်ကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ထားလောင်းပြီးအလေးနဲ့စဉ်းစားရမယ့်အကြောင်းအရာကိစ္စတစ်ခုကတော့စွမ်းအင်နဲ့အရင်းမြစ်လုံခြုံရေးပဲဖြစ်ပါတယ်စွမ်းအင်ရေနဲ့ရှားပါးသတ္တုတွေကိုရယူသုံးစွဲမှုဟာရေရှည်တင်းချမ်းရေးအတွက်အလွန်အရေးကြီးလာပါတယ်ကျွန်တော်တို့ဟာပြန်လည်ပြုပြင်မဲ့စွမ်းအင်နျူကလ িয়ার နဲ့အခြားစွမ်းအင်ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားရပါမယ်ပထဝီနိုင်ငံရေးကြောင့်ပြတ်တောက်မှုတွေဖြစ်ပေါ်လာမဲ့အန္တရာယ်တွေအတွက်ကြိုတင်ဆောင်ရွက်ရတဲ့အနေနဲ့ရှားပါးသတ္တုတွေနဲ့စားရရိတ်ကဖူလုံရေးတွေကိုလည်းလူကျရှေ့ဆစွာစီမံဆောင်ရွက်ထိန်းသိမ်းသွားကြမှာလည်းဖြစ်ပါတယ်လူမှုရေးကျင်းမှုအတိုင်းအဝိုင်းမှာလည်းဘုဟုဝင်ရိုးခေတ်ကြီးမှာပါဝါရွေ့တွေဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်လာတဲ့အတွက်ပြည်တွင်းတည်ငြိမ်ရေးဟာအဓိကနေရာမှာရောက်လာပါတယ်တည်င်းသူတည်င်းမတွေတိုက်ဖြတ်ဖို့လူပြီး
မီဒီယာအတတ်ပညာတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့နိုင်ငံခြားဩဇာအရှိန်တက်ရောက်အောင်ကြိုးစားနေမှုတွေပေါ်မှာလည်းတံပြန်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်အလင်းမြန်ပြောင်းလဲနေတဲ့ကမ္ဘာစီးပွားရေးကြီးတဲ့တူကောင်းမွန်စွာလက်ပါရှင်းတန်နိုင်ဖို့အတွက်ကျွန်တော်တို့ဟာလူသားအရင်းမြစ်တွေရင်းနှီးနှုတ်နှံကြရပါမယ်လူသားအင်အားစုကြီးကိုပညာသင်ကြားပေးမှုနဲ့လေ့ကျင့်ပေးမှုတွေအသေးချာလှုပ်ဆောင်ပေးရမှာဖြစ်တယ်လို့လည်းပြောကြလိုပါတယ်ပြောလာကြတဲ့ဧည့်သည်တော်ကြီးများခင်ဗျာယခုဆွေးနွေးပွဲမှာအိန္ဒိယတရုတ်ရုရှားထိုင်းနီပေါဂျပန်အီတလီစတဲ့နိုင်ငံတွေကအတွေ့အကြုံဘူဒုဒများစွာရှိတဲ့ပညာရှင်ကြီးတွေလာရောက်ဆွေးနွေးအကြံပြုကြမှာဖြစ်လို့2025အလွန်မြန်မာနိုင်ငံကိုခိမိဖမှုတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်ပုံဖော်တည်ဆောက်ရမှာများစွာထောက်ကူပြုနိုင်မှာဖြစ်ပါတယ်ပညာရှင်တွေရဲ့ဆွေးနွေးမှုတွေဟာမြန်မာနိုင်ငံအတွက်လမ်းညွှန်မှုတွေလမ်းပြမှုတွေနဲ့မဟာဗျူဟာတွေကိုပေးစွာနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားပါကြောင်းပြောကြားလိုပါတယ်ဒီကိုလာအောင်ကြတဲ့နိုင်ငံတကာကပညာရှင်ကြီးများအနေနဲ့လည်းအခုဆွေးနွေးပွဲကြီးကိုတက်ရောက်လာရင်မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရကြပါလိမ့်မယ်တရေတုတရေမားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖျက်နေကြတဲ့မီဒီယာအတုတွေလွတ်လပ်မှုကင်းတဲ့မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ပညာရှင်ကြီးတွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာလွန်စွာကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်မြန်မာတွေဟာတင်းဦးလေးစိတ်ပြင်းပြကြပါတယ်စစ်မှန်တဲ့အကြံပြုမှုတွေကိုလည်းလေးစားစွာနောက်ထားသလိုစေရနာပါတဲ့ဝေဘာမှုတွေကိုလည်းကျွန်တော်တို့ရိုးသားစွာလက်ခံပါတယ်ဒီစင်တော်ဘကြီးကနေစစ်မှန်တဲ့အကြံပြုမှုတွေနဲ့စေရနာပါတဲ့ထောက်ပြပြောဆိုမှုတွေကိုကျွန်တော်တို့ရိတာကွန်ရပြီးနိုင်ငံအကျိုးကိုအထောက်အကူပြုလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အခုဆွေးနွေးပွဲကြီးကိုပြန်ကြားရေးဝန်ကြီးဌာနကကြီးကြပ်ပြီးမြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာ narrative think tank အဖွဲ့ကြီးကစီစဉ်ကျင်းပတာဖြစ်ပါတယ်နိုင်ငံအတွက်အရေးကြီးတဲ့အချိန်ကာလမှာပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့လိုက်လို့ညီထွေမြန်မာနိုင်ငံကိုရှေ့သို့လှမ်းကြည့်နိုင်ဖို့အတွက်အခုဆွေးနွေးပွဲကြီးကိုအချိန်ဝက်ကြိုးပမ်းစီစဉ်အကောင့်ထဲဖော်ပြကြတဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာ narrative think tank အဖွဲ့ကြီးကိုလည်းဂုဏ်ယူပါကြောင်းအတိအမှတ်ပြုပြောကြားလိုပါတယ်ဒီကုန်းချုပ်တွေနဲ့ပြောရရင်ဒီကုဆွေးနွေးပွဲကြီးရဲ့ရလဒ်တွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလှပစွာပုံဖော်ရမှာအားကောင်းတဲ့ကောက်ကြောင်းပုံရိပ်တွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဆွေးနွေးပွဲကိုတရားဆွေးနွေးကြတဲ့ပြည်တွင်းပြည်ပပညာရှင်တွေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်နိုင်ငံတကာကလာရောက်ကြတဲ့ပညာရှင်ကြီးတွေကလည်းမြန်မာနိုင်ငံမှာဒီတိုင်းစင်မှာမြန်မာနိုင်ငံရဲ့လှပတဲ့တဘာဝရှုခွင့်တွေနဲ့မြန်မာတွေရဲ့နှွေးထွေးတဲ့ပြူမှန်မှုတွေကိုခံစားနိုင်ကြပါသည်စိတ်ရှင်နဲ့ကြမ်းမာကြပါသည်မြန်မာနိုင်ငံတကာကိုချိတ်ဆက်ပေးရင်မြန်မာနိုင်ငံရဲ့ပုံရိပ်အမှန်များကိုပြန်လည်တည်ဆောင်ကချစ်ချစ်ရင်းနှီးမှုတွေတိုးမြင့်တည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအခမ်းအနားရဲ့သဘောတဘာဝအရပါကျွန်တော်အဖွင့်မိန့်ခွန်းတော့ပြောပြပါဆိုပြီးတော့ကျွန်တော်ပြန်ကြားရေးဝန်ကြီးကလာဟုတ်တင်ပြတဲ့အတွက်ကြောင့်အဖွင့်မိန့်ခွန်းတော့ကျွန်တော်ပြောပါဒီ paper narrative think tank ဖွဲ့ကနေပြီးတော့ဒီ2025အလွန်ဘူးဝင်ရုပ်ကပါမြန်မာနိုင်ငံကြိုတွေ့လည်ရမယ်စင်ကုန်မှုများနဲ့ခွန်လားများသုံးသပ်ဆွေးနွေးပွဲလုပ်မယ်ဆိုပြီးတော့ပြန်ကြားရေးဝန်ကြီးကျွန်တော်တင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့လိုလေးတမန်တော့ပါပဲလုပ်ပါဒါကောင်းပါတယ်ကျွန်တော်ဒီလိုပဲပြောလိုက်ပါအခမ်းအနားစီစဉ်လေးသူလာပြီးရှင်းပြတဲ့ကမှာဒီခါနာနိုင်ငံတကာကပညာရှင်တွေလည်းပါတယ်အနာဂတ်တွေလည်းအရေးကြီးတယ်အဲ့တော့ယုံမီအဲ့မှာလည်းအဖွင့်မိန့်ခွန်းပြောကြားပေးပါဆိုတော့တစ်ဆင့်ဒါရောက်လာဒါမှတော့ပထမလုပ်ဖို့ပေါ့နောက်ကတော့တစ်ဆင့်မိန့်ခွန်းပြောဖို့ဆိုဖြစ်လာပါအကောင်းမေးကျွန်တော်ပြောပြပါမယ်ဆိုကျွန်တော် outline လေးတွေကျွန်တော်တချို့အလေးတွေပြောပြပါအဲ့ဒါလေးတိတ်ပကြာခင်ကကြောက်ရခါထပ်ပြီးတော့သူကအသေးစိတ်ပေါ့ဒီအဂျက်တာတွေဗလာလေးရှင်းပြရင်းနဲ့ဘိုးချုပ်မီးအဲ့မှာနည်းနည်းလေးဆွေးနွေးရင်ကောင်းမှခင်ပြီဆိုတော့ဝင်ကြီးကကျွန်တော်ထပ်ပြီးပြောတာပေါ့အဲ့ဒါနဲ့ကောင်းမပြလို့အဲ့ဒါဆိုလေကျွန်တော်ခေါင်းထဲရှိတာစိတ်ထဲရှိတာပြောတာပေါ့ဆိုပြီးတော့ဒီလိုဒီလိုဆွေးနွေးတဲ့အဆင့်ကျွန်တော်ရောက်လာတာဖြစ်ပါတယ်မူလတော့ကျွန်တော်ဆွေးနွေးဖို့စီစဉ်မရှိပါဘူး
အဲ့တော့ဒီမှာလဲဘာပဲပေါ့ဒါကျွန်တော်တို့တွေ့တော့ဒါမလားကောင်းတဲ့ဒါဒီဆွေးနွေးပွဲတုတ်သက်ဆွေးနွေးပွဲတစ်ခုလို့ဒါပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်ရဲ့အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းဆွေးနွေးပြရတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံရဲ့ကြုံတွေ့လာမဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရင်တော့ပထဝီနေထားနေကျွန်တော်တို့စပြီးတော့ပြောရမယ်ပြီးရင်တမိုင်းကြောင်းလေးနည်းနည်းရှိပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒါ challenge ပါဖြစ်နိုင်မလဲဆိုတာလေးကျွန်တော်နည်းနည်းကျွန်တော်ရဲ့အမြင်လေးပါပဲ15 မိနစ်တော့ပေါ့နော်ကျွန်တော်လည်းရှင်းပြပါမယ်မြန်မာနိုင်ငံကဒီအရှေ့တောင်အာရှမှာရှိတဲ့နိုင်ငံတစ်ခုဒါလူတိုင်းသိပါတယ်အာဆီယံ member နိုင်ငံတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်တို့နိုင်ငံရဲ့အနေထားမှာပင်လယ်ကမ်းရိုးတန်းမိုင်ပေါင်း1300ကျော်လောက်ကျွန်တော်ရှိလျားပါတယ်ကျွန်တော်တို့ ਨੇ ထိစပ်နေတဲ့ရေပြင်မှာဆိုလို့ရှိရင်ကပ်ပလီပင်လယ်နောက်ဘင်္ဂလားပင်လယ်နောက်ပြောက်တောက်ဘက်ဆေးပေါင်းနဲ့အိန္ဒိယသမုဒ္ဒရာကျွန်တော်ရှိပါဆိုတော့ပထဝီနေထားပြောမှဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားထူးခြားတဲ့အနေထားတစ်ခုရှိတော့နောက်တစ်ခုကအင်အားကြီးနိုင်ငံတွေအင်အားကြီးနိုင်ငံတွေကြီးတယ်အင်အားကြီးနိုင်ငံ9နိုင်ငံရှိပါတယ်အဲ့ဒါ9နိုင်ငံကဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းတရုတ်ဟိုတော့လာအိုနောက်ထိုင်းနိုင်ငံဖြစ်ပါထူးခြားတော့အိန္ဒိယနိုင်ငံ9နိုင်ငံထဲမှာ2နိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံဒူကြီး1.46ဘီလီယံလောက်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့တရုတ်နိုင်ငံ1.42ဘီလီယံကျော်လောက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်နိုင်ငံအင်အားကြီးဒူကြီးအင်အားကြီးမှတဲ့နိုင်ငံတစ်ခုကြားမှာနိုင်ငံမေးချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါဒီနိုင်ငံကနိုင်ငံရေးရတော့ကောင်းရည်ရှိမှုရတော့ကောင်းဒူမျိုးဒီနောက်ခံဒီဒူမျိုးကြီးရတော့ကောင်းမတူညီတဲ့ကွဲပြားခြားနားတဲ့နိုင်ငံတွေဖြစ်တာတော့ကျွန်တော်တို့တွေ့ရနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဒူကြီး190ကျော်လောက်ကျွန်တော်တို့ရှိတယ်လို့အကြမ်းမြင်သိရပါတယ်နောက်ထိုင်းနိုင်ငံဆိုပေမဲ့ထိုင်းနိုင်ငံအပါအဝင်ကျွန်တော်အာဆီယံနိုင်ငံဖြစ်တဲ့အာဆီယံနိုင်ငံနဲ့ကျွန်တော်တို့ထက်တွေ့ပြီဆိုရင်တန်ပေါင်း680လောက်ကျွန်တော်တို့ရှိပါတယ်ပေါင်းလိုက်တော့အလုံးပေါင်းလိုက်တော့3ဘီလီယံ4ဘီလီယံနီးပါးလောက်3ဘီလီယံကျော်4ဘီလီယံနီးပါးလောက်ရှိတယ်ကမ္ဘာလူကြီးက10ဘီလီယံလောက်ရှိတဲ့အတွက်ကြောင့်လူကြီးရဲ့90%နီးပါးလောက်ဟာမြန်မာနိုင်ငံပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတာလေးကျွန်တော်တို့တွေ့ပါပြောရင်တော့မဟာဗျူဟာကြတည်ရှိနေတဲ့နိုင်ငံလို့ပြောပါလိမ့်မယ်နောက်တောင်မြောက်ရှိရတဲ့နိုင်ငံဖြစ်ပါတောင်မြောက်ရှိရတဲ့နောက်နိုင်ငံကိုအလျားလိုက်ဖြတ်တည်နေတဲ့ရေကျူမြေချောင်းတွေအရာတွေချင်းတွင်းတို့စစ်တောင်းတို့ဒါတွေမြစ်တွေလည်းကျွန်တော်တို့ရှိတယ်နောက်ဒီအရာတွေမြစ်ကျော်တစ်ကြောက်ပေါ့နော်ဆင်ချင်းနေမြေကျော်တစ်ကြောက်ဒီမှာလဲလောက်ကန်စားတောင်းနေတဲ့မြန်မာနိုင်ငံမြေပုံလေးတစ်ချက်ကြည့်မယ်ဆိုရင်အလေတကြောကဟလာလောက်ကန်စားတောင်းတဲ့မြေတွေအများကြီးရှိတော့ကျွန်တော်တွေ့ပါတယ်နောက်လောက်ကန်စားတောင်းတဲ့ယာတီဥရုကျွန်တော်ရှိပါနောက်တဘာဝတရားစာတပစ္စည်းပေါ်ကျွေသွားတဲ့နိုင်ငံလေးဖြစ်ပါဒါတွေကကျွန်တော်တို့ရဲ့ဟလာအခွင့်အရေးတွေအားသာချက်တွေဖြစ်ပါတယ်ပြောရရင်ဒါတွေကလည်းအရေးပါမှုတွေဖြစ်ပါဒီအရေးပါမှုတွေကိုဟလာဆိုရတဲ့ကျွန်တော်တို့ရဲ့ဘုရားကျွန်တော်တို့မရှိပြီးသားအရေးပါမှုတန်ဖိုးရှိပြီးသားဒီဖြစ်ပါဒါတွေကိုကျွန်တော်တို့ကအရေးပါတဲ့ဟာကိုအရာရအောင်လုပ်နိုင်လို့ရှိရင်တော့တန်ဖိုးရှိတာမှဖြစ်ပါဒီအရေးပါတော့အရာရအောင်မလုပ်နိုင်တော့ကျွန်တော်တို့ရဲ့ challenge စိန်ခေါ်မှုတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့တွေ့ရှိပါတယ်ကျွန်တော်တို့ရဲ့တမိုင်းကြောင်းလေးတစ်ချက်ခုနပြောတဲ့ပထဝီအနေထားတမိုင်းကြောင်းလေးပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရှိမှလည်းလွတ်လပ်ရပြီးကြရနေလွတ်လပ်လက်နက်ကပဋိပက္ခတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ပြောတဲ့တဘာဝထပ်ပုံပစ္စည်းတွေကုန်ကျပစ္စည်းတွေတော်တော်များများရှိပါတယ်ဒါကြောင့်နောက်တော့ကရင်းမြစ်တဘာဝတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှလည်းရှေးသမိုင်းစင်ဆက်နေပြီးအင်အားအသင့်တရှိတဲ့လူမျိုးစုတွေအင်အားနေတဲ့လူမျိုးစုတွေရွှေ့ပြောင်းနေထားနေပြီးတော့တိုင်းသားပေါင်းစုစုပေါင်းနေထားတဲ့နိုင်ငံကြီးတစ်ခုဖြစ်လာတာဖြစ်ပါတယ်တရားစတပေါ်ကျော်ဝမှုတရားစတပေါ်ကျော်ဝမှုကလည်းပြန်ကြည့်လို့ရှိရင်လေဒီတရားစတပေါ်ကျော်မှုကြောင့်လေကျွန်တော်တို့ကိုလိုနီပြုချင်းခံခဲ့ရတာဗျကျွန်တော်တို့ပုံမှာရှိတဲ့တရားစတတွေကိုလာရောက်ပြီးတော့လာရောက်လူချင်းတဲ့စိတ်နဲ့ကျွန်တော်တို့အဲ့တော့ဒီတစ်ချက်ဘာမှကုန်ပြီပေါ့နော်ဘုံမီဘာမှအနေပြီးစပြီးတော့ကျွန်တော်တို့စခဲ့တာမြန်မာနိုင်ငံ
ကျူကျော်စစ်သုံးရင်လုပ်ပြီးတော့မှမြန်မာနိုင်ငံကိုလိုနီပြုချင်းခံခဲ့ရတော့ဒါတရားသာတာတွေကြောင့်အခြေခံခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာပဲဟာလားတရားသာတာကြောင့်ကိုလိုနီပြုခဲ့တဲ့ကိုလိုနီနိုင်ငံဟာဒီကိုလိုနီခေတ်ရဲ့တွေးခွဲအုပ်ချုပ်မှုတွေကြောင့်လည်းစူးစီးနေထိုင်တဲ့မြန်မာတိုင်းရင်းသားတွေညီညွတ်မှုလည်းပြိုကွဲခဲ့ရတော့ကျွန်တော်တွေ့အဲ့ဒီပြိုကွဲမှုရဲ့နောက်မှာဆိုရင်လည်းလက်နက်ကပဋိပက္ခတွေကယင်းနေ့ချက်တိုင်းဖြစ်ပေါ်လာပြီးတော့မှဒီကိုလိုနီပေါင်းပါတွေကနေဆက်လက်အားပေးထောက်ပံ့နေတာလေယင်းနေ့ထိကျွန်တော်တို့တွေ့ရပါတယ်ဒါပြင်ယူဝါဒကွဲပြားမှုတွေဒူဘီကွဲပြားမှုတွေနိုင်ငံရေးစနစ်ကွဲပြားမှုတွေမှာပုံကြီးချက်တွေးထုတ်လှုပ်ဆောင်ပြီးတော့မှပဋိပက္ခတွေပုံမကြီးထွားလာအောင်လဲဆာရတာတော့ကျွန်တော်တို့တွေ့ပါတယ်ခုနပြောတဲ့ပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကိုလည်းဟဲ့လားအဲ့တော့ဒီဇယ်အစိုးရတွေပေါ့ဗျာဆရာစုရတွေငြိမ်းချမ်းရောက်လဲအမျိုးစုံကျူးစားခွင့်မျိုးလဲအမျိုးမျိုးတွေးထုတ်လှုပ်ဆောင်မှုတွေကြောင့်ယင်းနှစ်ထက်တိုင်းဒီကမမီးကမငြိမ်းသေးတော့လဲတွေ့ပါဒီမငြိမ်းမီးမငြိမ်းသေးတဲ့ကြောင့်လဲဖွံ့ဖြိုးမှုတွေလည်းတော်နောက်ကျခဲ့တာတွေတွေ့တယ်တထားဒီကိုကျွန်တော်တို့ကမကြော်လွှားနိုင်ဘူးလားလို့ပဲကြော်လွှားနိုင်တယ်ဒီထက်နေကျွန်တော်ရှိပါတယ်မရှိတယ်မဟုတ်ပါဘူးရှိပါတယ်တိကျတော့မြန်မာတိုင်းကကုနိုင်ငံအောင်ချစ်တဲ့စိတ်မွေးဖို့တော့လိုပါတယ်ကိုပြည်သူချစ်တဲ့စိတ်မွေးဖို့လည်းလိုတယ်ပြောရတော့မြန်မာစိတ်မွေးဖို့လည်းလိုပါတယ်အဲ့ဒါဆိုရင်ညီညွတ်တဲ့အင်အားနဲ့တိဆောက်နိုင်မှာလို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်စစ်စစ်ညီညွတ်မှုမရှိတဲ့ဘက်ကလည်းဘယ်လိုစီးပွားရေးလုပ်လို့ဘယ်လိုနိုင်ငံရေးစနစ်ပဲလုပ်လို့နော်ဘယ်လိုလူမှုစနစ်ပဲလုပ်လို့တာဝါပြောတဲ့အနေထားကိုဖာတီးပေးနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်စောစောပြောတဲ့ပထဝီအနေထားရပေါ့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့အနေထားစုံချက်တစ်ခုဖြစ်နေတာတွေ့ဆိုတော့ပြောတဲ့အနောက်ဘက်မှာဆိုရင်အိန္ဒိယလိုပြောပြီးတောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတယ်နော်ခုနပြောတဲ့အရှေ့တောင်အာရှနိုင်ငံတွေပါတယ်နောက်ကျွန်တော်ရဲ့အရှေ့မြောက်ဘက်မှာဒီတရုတ်နိုင်ငံရှိပါတယ်ဒီဒေသမှာကျွန်တော်ရဲ့နိုင်ငံဒီစုံချက်တစ်ခုဖြစ်နေတာတွေ့တယ်ခုနပြောတဲ့လူကြီးကြည့်ရင်လည်း4 ဘီလီယံနီးပါးလောက်သူတို့ကအားလုံးကတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားဝတ်နေရေးဆိုတော့ဘယ်လိုပဲဖြစ်ရင်ဆိုင်နေကြတဲ့ပုံကိုနိုင်ငံတွေဖြစ်ပါတယ်ဒါကြောင့်ပထဝီဒေသအရကြည့်လိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံတွေအတွက်ဆန္ဒရိတ်ခါဖူလုံဆောင်ရွက်ပေးနိုင်မယ်နောက်တော့ကုန်စည်စီးဆင်းမှုတွေဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံဘယ်လိုဖြစ်မလွဲမှုတွေအကျိုးရှိလာမှာဆိုတော့လေကျွန်တော်တို့တွေ့ပါတယ်ကုန်စည်စီးမှုများလာလို့ရှိရင်တော့ဟုတ်လားအသွားလာများရင်တော့ခီးကားလုပ်ငန်းတွေပါကျွန်တော်တို့ပို့ပြီးတော့ပိုများလာမယ်သဘောပေါ်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကုန်သွယ်စီးပွားရေးရမြင့်တင်ဖို့ကတော့မလွဲမသွေလုပ်ဖို့လိုပါတယ်စီးပွားရေးမြင့်တင်ဖို့လုပ်ဖို့လိုတဲ့ဆိုတဲ့နေရာမှာလဲကျွန်တော်နိုင်ငံလည်းအလုပ်လုပ်ဖို့တော့လိုတာပေါ့တဲ့အလုပ်ဖို့တော့ကျွန်တော်တွေ့သလားပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ GDP ဟာဘီလီယံ60နဲ့80ကြားလောက်မှာကျွန်တော်ရှိပါဒါမဲ့နှစ်ပေါ့2026 25 26မှာနှစ်မှာတော့87ဘီလီယံလောက်ထိမျှော်မှန်းပြီးကျွန်တော်လုပ်နေပါဒါပေမဲ့အင်တာနက်နိုင်ငံတွေကြီးလိုက်လို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော် GDP ရှိပါဘင်္ဂလားဒေ့ရှ်နိုင်ငံဘီလီယံ400ကျော် GDP ရှိပါအဲ GDP ဆိုတော့လေယာကဏ္ဍကြီးစက်မှုကဏ္ဍကြီးဝန်ဆောင်မှုကဏ္ဍကြီးပေါ်မှာမူတည်ပြီးတွက်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းတို့ဝန်ဆောင်မှုရှိလို့ GDP တိုးတက်ပိုကျွန်တော်တို့ရဲ့တာတယ်လို့ပြောလို့ပြောရင်ညင်းပွားစရာရှိပါတယ်ညင်းစရာရှိဘူးတိုးတော့လည်းလေယာကဏ္ဍကြီးတစ်ခုတည်းပဲတန်းရှင်ကြည့်လို့ရှိရင်ကျွန်တော်တို့ရဲ့အများကြီးအားသာနေတော့ကျွန်တော်တို့တွေ့ဒါကကျွန်တော်တို့တဲ့တကယ်စိန်ခေါ်မှုပါစိန်ခေါ်မှုတစ်ခုကျွန်တော်တို့ကဒီမြို့ဖလားအဖြစ်လေယာစိုက်ပျိုးတဲ့မူးမြလုပ်ငန်းလုပ်ကြတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့လေယာကဏ္ဍနဲ့စိုက်ပျိုးမူးမြလုပ်ငန်းတွေကိုကျွန်တော်တို့အားစိုက်ခွန်စိုက်လုပ်ဖို့လိုပါဥပမာအဖြစ်ပေါ့မြန်မာနိုင်ငံမှာကျွန်တော်ဒီနေ့ကကျွန်တော်လေယာစိုက်ပျိုးဝန်ကြီးဌာနကိုကိန်းဂဏန်းတစ်ခုတောင်းကြည့်ပါမြန်မာနိုင်ငံမှာစဘာစိုက်ပျိုးဘယ်လိုရှိလဲ15တန်းရှိတယ်လို့ပြောတယ်နော်ဧက15တန်းစိုက်ပါတယ်အဲ့မှာ73တန်းကမူစဘာစိုက်ဒါပေမဲ့အဲ့မူစဘာကိုတတိစိုက်ပြီးတဲ့အချိန်မှာကျန်တဲ့တီးနှံတွေစိုက်ဖို့ဟာကျန်တဲ့တီးနှံတွေမှာနှစ်တီးစိုက်ဖို့ဆိုတာအားလုံးကျွန်တော်မစိုက်ကြဘူးလူစဘာလည်း3တန်းလောက်ပဲကျွန်တော်တို့ရှိ
ဆိုတော့ကျွန်တော်တို့ကဒါတွေကိုဟလာတကယ်လို့ဒါတိတဆွမ်းအားတွေအပြည့်ဆိုင်မယ်ဆိုရင်ထုတ်ကုန်က2ဆ4ပါလောက်တက်လာမယ်ဆိုတော့ကျွန်တော်တို့တွားတွေ့ပါဒါဥပမာလေးနဲ့ကျွန်တော်ပြောတာပေါ့နော်ဥပမာလေးပြောတာဒီလိုပဲကျွန်တော်ဝါဆိုင်ပြိုးပါတယ်နော်ရာဘာဆိုင်ပြိုးပါတယ်လူကြီးမင်းဥတက်လာတဲ့ဒီအားလုံးအင်ကြီးဝတ်ကြပါတယ်ဖက်စီးကြနော်ဖက်စီးတယ်ဖက်ဆိုတော့တည်ရည်နဲ့ရာဘာနဲ့ဟိုအခြေခံပြီးလုပ်တာတွေများပါတယ်အများစုပါအဝတ်ဆိုလို့ရှိရင်လည်းဟလာချီကိုဝါကိုအခြေခံပြီးဝတ်ကြရများပါမြန်မာနိုင်ငံမှာဒါတွေအကုန်ဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့အခြေခံပြီးတော့ဒီစက်မှုလုပ်ငန်းတွေတွားမယ်ဆိုလို့ရှိရင်ခေါ်ပြောတဲ့လူကြီးတန်ပေါင်း4,000 ဒီပါလောက်ရှိတဲ့နိုင်ငံထဲမှာလူကြီးတစ်ဝက်လောက်ပါပဲဖက်စီးတဲ့ထောင်1 ဘီလီယံခွဲ2 ဘီလီယံဒီပါလောက်ကဖက်တူပါတယ်သူတို့နိုင်ငံတွေအဲ့တက်ဆက်နိုင်ငံတွေကဒီဒူအပ်တဲ့တရားစာသပစ္စည်းတို့ရှိမှလုံးလုံးမရှိကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့ကဟလာတင်ပို့ရောင်းချမယ်ဆိုလို့ရှိရင်ထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့အများကြီးဒီတစ်ခုတည်းတင်ဒါတချို့လည်းရှားချမ်းပြောလို့တွေးပါပေါ့ဗျာတကယ်တော့စီးပွားရေးဆိုတာလည်းရှားချမ်းလုပ်ရတာဟာတွေအများကြီးရှိပါတယ်အများကြီးရှိဟလာဟိုအမြင့်နေလျှောက်စဉ်းစားလို့လို့ရှိရင်ဟာမဖြစ်နိုင်တာဆိုရင်ဘလို့မှအလှမ်းမပြီးပါဘူးအလှမ်းချင်းအလဲလက်တယ်ဆိုတဲ့အတိုင်းပဲအဲ့မှာဒုက္ခရောက်ကြပါဒါကြောင့်ကျွန်တော်တို့ကအခြေခံလေးစဉ်းစားပြီးလုပ်မယ်ဆိုရင်ဖြစ်ပါဒီလိုပဲခုနပြောတဲ့ဝါပေါ့ဗျဝါဆိုလေကျွန်တော်ဧက9သိန်း6သိန်းကျော်တော့ထိကျွန်တော်ဧကဆိုက်ခဲ့ဘူးလေသူတို့လည်းပဲအကြောင်းမျိုးကြောင့်ဝါဆက်ပြုတ်မှု3သိန်းကျော်တော့ထိကျဆင်းသွားပြီးတော့မှကျွန်တော်တာဝန်ယူတဲ့ချိန်မှာဒါကိုတွေ့လို့ကျွန်တော်ဒါကိုအားပေးဆောင်ဖို့လုပ်ခဲ့ပါအခုဆိုရင်ဧက9သိန်းလောက်ကျွန်တော်ဆက်ပါတကယ်တော့တိုက်ပြေဝါထွက်လို့မှာမြန်မာနိုင်ငံလူဦးရေတဲ့ကျွန်တော်တို့ပို့ပါတယ်ပို့ပါဒါခုနပြောတဲ့ပြပနိုင်ငံတွေဖြစ်တဲ့အိန္ဒိယချင်းတိုင်းပြည်တွေဝါအခြေခံနဲ့ခြေတဲ့လုပ်ငန်းတွေပြည်ဖို့ရောင်းချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပြည်ကအများကြီးခွန်လန်းနေရှိတယ်ဆိုတာတွေ့ပါလိမ့်ဝါအခြေခံနဲ့အထက်လေးလုပ်ငန်းတွေဝါနေဝါဖန်ဝါခွန်ကနေပြီးတော့ကျွန်တော်တို့ကဟလာခြီကနေပြီးတော့ပိတ်ကနေပြီးအထက်ပေါ့ဗျာနော် CNP လုပ်ငန်းကြီးကျွန်တော်သွားမှဆိုရင်ဘာမှစေကူတခြားဝေးတွေးစံပြီးဒီနှစ်ခုမှလည်းကျွန်တော်တို့အများကြီးအခွင့်အလမ်းရှိတယ်စီးပွားရေးတစ်ခုတည်းရဲ့ပထဝီနေထားရကျွန်တော်တို့မှာအခွင့်အလမ်းရှိနေဆိုတာလေးတွေကျွန်တော်ကောက်ထုတ်ပြီးတော့ကျွန်တော်ပြောလို့ပါအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောတဲ့ချိန်မှာလည်းကျွန်တော်တို့ပေါ့လေ sanction လုပ်တဲ့အတွက်ကြောင့်နည်းနည်းခက်ခဲတော့ရှိတော့ sanction လုပ်တာဒီနေ့ကတော့ကျွန်တော် interview တစ်ခုမေးတဲ့အချိန်မှာကျွန်တော် sanction ကိစ္စကျွန်တော်ပြောပြပါsanction လုပ်လို့ရှိရင်ဟောလို့ဒုတာတော့ဒါ impact တစ်ခုတော့ရှိပါလိမ့်မယ်သို့တော်လည်းပဲတစ်ချိန်တည်းအဲ့တိုက်ခေါ်တဲ့နိုင်ငံတွေကဒါနာဒီသူတို့ရဲ့ခက်ခဲကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လုပ်လာရင်ဒီပြန်ပက်တွေဖြစ်လာတယ်ပြန်ပက်တွေဖြစ်လာရင်ပိုဆိုးမှဖြစ်တယ်ဒါစီးပွားရေးပိတ်ဆို့ပြီးတော့မှကျွန်တော်တို့ပုံမှာဖိအားပေးတာမျိုးကတော့ဒါဘလို့မှမအောင်မြင်နိုင်ဘူးအခုလည်းကျွန်တော်တို့ပုံမှာ session လုပ်ထားတာကျွန်တော်တို့ဟလာကိုကနေကြော်ထားနေကြတာပေါ့ကိုလိုကြော်တာဖြည့်ရှင်းလို့ရတာအခက်အခဲတော့ရှိတာပါမှာတိုးတော်လည်းပဲဖြည့်ရှင်းလို့ရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လာနိုင်ဖို့ဆိုရင်တော့တစ်ဖက်ကလည်းဟလာတစ်ဖက်ကလည်းကိုလည်းကြိုးစားအထောက်မှုဒို့အတူတူတစ်ဖက်ကလည်းနိုင်ငံရေးနည်းလမ်းရတစ်ဖက်ကလည်းဒါတွေဖြည့်ရှင်းကြမှာလည်းဖြစ်ပါတယ်အဲ့မှာလည်းဘုရားပြောတဲ့စီးပွားရေးလုပ်ငန်းလုပ်နိုင်ဖို့ဆိုရင်လည်းလူသားအရင်းမြစ်တွေနောက်ရင်းနှီးမြှုပ်နှံမှုတွေဒီနှစ်ချက်လို့ပါလူသားရင်းမြစ်မြန်မာနိုင်ငံရဲ့လူသားရင်းမြစ်ခြေနေကြည့်လူမြန်မာနိုင်ငံလူကြီးတရားပြီးခဲ့တဲ့အောက်တိုဘာလကောက်ခဲ့တဲ့လူကြီးစီးရဆို51တန်းရှိပါတယ်51တန်းလူကြီးကတော့ခမန်းလူကြီးတွေပို့ပြီးနဲတော့ကျွန်တော်တို့တွေ့အဲ့ဒီမှာလူကြီး90ရာခိုင်နှုန်းရော့ပေါ့ယောက်ျားဖြစ်ပြီးတော့90ရာခိုင်နှုန်းကြော်တော့မျိုးသမီးတွေဖြစ်တာတွေ့2014ခုနှစ်နဲ့2019ခုနှစ်မှာထွန်းပြခဲ့တဲ့လူကြီးနဲ့အိမ်ကျောင်းကတကောင်စင်းနေရပါအဲ့မှာအချက်လေးရပြောရင်တော့လူကြီးရဲ့3ရာခိုင်နှုန်းက90ရာခိုင်နှုန်းပေါ့90ရာခိုင်နှုန်းကအခြေခံပြည်အဖြစ်အားနေတော့ကျွန်တော်တို့တွေ့ပါတယ်အားနေတာတွေ့
နောက်တစ်ခါလူရဲ့90ရာခိုင်နှုန်းကကျေးလက်မှနေပြီးတော့မှ30ရာခိုင်နှုန်းကမြို့ပြမှနေကြတယ်အတက်ကတူဝန်ထမ်းဆောင်မှုကအောင်မြင်မှုကြီးကျွန်တော်ပြန်ကြည့်ရင်လေ2017ခုကနေပြီးတော့2024ထိ35ရာခိုင်နှုန်းလောက်တက်ကတူဝန်ထမ်းအောင်ကြပြီးတော့မှ65ရာခိုင်နှုန်းလောက်တက်ကတူဝန်ထမ်းမအောင်တာကိုကျွန်တော်တွေ့ဆိုတော့ဒါတွေကမြန်မာနိုင်ငံရဲ့ထက်သွင်းစဉ်းစားရမယ်ချိန်ခေါ်မှုတွေနဲ့မှပါတာကိုကျွန်တော်တွေ့ပါဒီလူသားအရင်းမြစ်တွေကိုကျွန်တော်ဘလို့အကျိုးရှိအောင်သုံးချမလို့ခုနကမှလူသားအရင်းမြစ်လိုအပ်ချက် HR ပေါ့အဲကြောင့်ကျွန်တော်တို့အနေနဲ့ဒါကိုလည်းအကျိုးရှိသုံးချနိုင်ဖို့စီပညာရေးပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေမဖြစ်မနေလုပ်ရပါမယ်ဒါကြောင့်ကျွန်တော်တာဝန်ယူတဲ့နောက်ပိုင်းမှာဒါသတိပြုမှုတွေအတွက်ကြောင့် KG 9ထိတော့အားလုံးဒါတင်အောင်လုပ်ပါဆိုပြီးတော့ကျွန်တော်ငွေကြီးကြတော်လေးခံပါတယ်တွေ့လေအထူးသဖြင့်ပညာရေးရဲ့ကျန်းမာရေးမှာကျွန်တော်ငွေတွေပိုအောသုံးပါတယ်လုံးဝသုံးရတာရှိKG 9ပြီးတော့ရှင်ဒါနဲ့ပြန်နဲ့တက်လာတဲ့အဖွဲ့တွေပါဟုတ်လားဆိုရင်လည်းမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးမွေးမြူလုပ်ငန်းတွေနဲ့MSME လုပ်ငန်းတွေထောက်ကူပြုနိုင်ဖို့တဲ့ကျွန်တော်တို့ကစိုက်ပျိုးရေးမွေးမြူနဲ့ဆက်မှုပညာရပ်တွေကို KG 10 11 12မှာကျွန်တော်စပြီးသင်ပေးပါတယ်85ကျောင်းကျွန်တော်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လေခံရအားလုံးမှာဖွင့်ဖို့တဲ့ကြိုးစားနေပါဒါလုံလောက်ပြီလားမလုံလောက်သေးပါဘူးခုနပြောတဲ့ဒီဆက်မှုစိုက်ပျိုးနဲ့မွေးမြူလုပ်ငန်းတွေဒီမှာလဲလူတွေအများကြီးလိုပါသေးတယ်ဒီတော့ကျွန်တော် polytechnic တွေကျွန်တော်စပြီးတော့ကျွန်တော်ဒီနှစ်ပညာရေးတင်မှာစပြီးဖွင့်ခဲ့ပါတယ်ဒီပြည်တော်မှာဖွင့်ပါတယ်နောက်တက္ကသိုလ်ပြည်နယ်အတိုင်း6ခုပါကျွန်တော်ဖွင့်ပါတယ်နောက် polytechnic တက္ကသိုလ်တွေပေါ့ဒါလည်းလုံလောက်ပြီးလောက်ဆိုမလုံလောက်သေးပါဘူးသို့တော့ပြောတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်မှုမှာကြားတဲ့လူတွေရှိတယ်နောက်ပညာရေးဆုံးခန်းမတိုင်ပိုင်းနဲ့ဂျားမှာလက်ခုလက်မှာထွက်တဲ့လူတွေရှိတယ်သူတို့လည်းအတက်ပညာတွေသိပညာတွေကျွန်တော်တို့ကမပေးနိုင်လို့ရှိရင် skill တွေပါဘလို့မှမရနိုင်ဘူး။သူတို့လည်းကျွန်တော် skill တွေပါရအောင်လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်အခုဒီနှစ်တနေ့ရပဲကျွန်တော်သိပ္ပံနည်းပညာကူကြီးနဲ့ဆွေးနွေးပြီးတော့မှ polytechnic ကျောင်းတွေပြည်နယ်တိုင်း6ခုမှာဖွင့်ဖို့ကျွန်တော်ပနာမအနေနဲ့ကျွန်တော်အားလုံးစီစဉ်နေတာရှိပါဖွင့်တာတော့ဖွင့်လို့ရဒါပေမဲ့ခုတင်ပြပေးမဲ့ဆရာတွေလိုတာပေါ့ညီးပြတွေပစ္စည်းဆရာတွေဒါတွေလိုတာတွေရှိတယ်ဒါကြောင့်ဒါတွေအချိန်မီမပေးနိုင်လို့ရှိရင်certificate ပေးတဲ့အဆင့်ပဲဖြစ်သွားရင်လည်းမကောင်းဘူးဒါကြောင့်ကျွန်တော်ကတော့6ကျောင်းရင်စဖွင့်ကြည့်လိုက်6ကျောင်းဆွဲပွဲပေးနေဒါမဲ့နှစ်တင်မှာတော့ဒီတဲ့ပို့စုံနေကျောင်းတွေဖွင့်ဖို့တည်းလုပ်သွားမယ်လို့ဒါကျွန်တော်ပြောထားတာရှိပါတယ်ဒါတော့ခုနပြောတဲ့စီးပွားရေးပညာရေးအပြုပြင်ပြောင်းလဲဖို့ပေါ့နိုင်ငံရေးနဲ့ပြတဲ့နိုင်ငံရေးမှာလည်းကျွန်တော်တို့တပ်မတော်ကငကိုရီးယားလည်းပါတီစုဒီမိုကရေစီစနစ်ကိုလက်ခံနေတယ်ကျွန်တော်ပြောပြီးသားဖြစ်ပါတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးပါတယ်ယူသားပါပဲကျွန်တော်အခုလည်းတကယ်ယူသားကျွန်တော်ပြောတော့ကျွန်တော်တကယ်လည်းကျွန်တော်တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ချင်ပါတမိုင်းသင်္ကန်းစာတွေဖြတ်တန်းလာတမိုင်းတွေတင်လို့ရှိရင်ကျွန်တော်တို့ကရှင်ကြီးဝါးလဲဝင်ခဲ့တယ်ရှင်ငံဝါးလဲဝင်ခဲ့တယ်ဆိုတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်းဆုံးသောအခြေအနေကတော့နိုင်ငံရေးမှာတော့ပါတီစုဒီမိုကရေစီစနစ်ကတော့အကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်တွေ့ပါတယ်ဒါကျွန်တော်တို့လက်ခံပါကျွန်တော်ကိုရတဲ့ဒါကိုဟလာအားပေးပါတယ်ထို့တူပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါတွေလည်းဒါတော်တော်လေးရှိပါတယ်ဒါတွေလည်းပတ်သက်ရင်လည်းဟလာကျွန်တော်တို့ကတော့ဒီမိုကရေစီနဲ့နိုင်ငံမြန်မာချက်မှာကျွန်တော်ပေးထားတာရှိတယ်ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုကျွန်တော်ပေးခဲ့တာရှိဖက်ဒရယ်ခွင့်ရေးတွေပေးဖို့ဒါလေးပေးဖို့ဟလာစဉ်းစားရှိပါတိုးတော်လည်းပဲသူ့ထိုက်တဲ့ဟာပေါ့ဒါတွေတော့ကျွန်တော်တို့သွားမှာပေါ့လူစားတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်လည်းဖြစ်ချင်တာခင်ဗျားတို့ဖြစ်ချင်တာအများကြီးရှိမှာဒါပေမဲ့လူနတ်မလိုက်နိုင်ဆိုသလိုပဲအကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်ထိုက်တာတော့ကျွန်တော်ဖြစ်အောင်ဥပဒေကကျွန်တော်တို့သွားအများအဆုံးဖတ်ချက်နဲ့ကျွန်တော်သွားမှာဖြစ်ပါဒါတွေကနိုင်ငံရေးရအဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟလာဒီမိုကရေစီလက်ခံနေဆိုရင်ကျွန်တော်တို့ကပါတီစုဒီမိုကရေစီကပြည်သူကတောင်းဆိုတာလေဗျာကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာအဲ့တော့ကျွန်တော်တို့ဒီမိုကရေစီသွားမယ်ဆိုရင်ငြင်းချမ်းနဲ့ဒီမိုကရေစီနည်းနဲ့ကြဆောင်ဖို့ပဲလိုပါတယ်လူသွားနိုင်မယ်ဆိုရင်တော့ဒီစင်ခွန်မှုတွေကျွန်တော်ကျော်လွှမ်းနိုင်ဖို့တဲ့ကျွန်တော်တို့အခွင့်အရေးအများကြီးရှိနေပါတယ်လုံခြုံရေးနဲ့ပတ်သက်တော့လုံခြုံရေးနဲ့ပတ်သက်တော့စောစောပြောနိုင်ငံရေးနဲ့ပတ်သက်လုံခြုံရေးနဲ့ပတ်သက်တိုင်းပြည်မှာတည်ငြိမ်အေးချမ်းမှုတွေပြပြနာရှိပါတယ်ကျွန်တော်တို့ဒီအချမ်းဖက်တိုက်ဖို့မှုကျွန်တော်တို့တာမဟုတ်ပါဘူးဒီသဘောထားကွဲလွဲလူတွေရနေပြီးတော့စန့်ကျင်ဖို့တွေ
အကြမ်းဖက်မှုတွေလုပ်လာခဲ့တာဖြစ်တယ်။ဒါရင်သာမရှိဘူးဆိုလို့ရှိရင်စောစောပြောတဲ့ opportunity တွေကျွန်တော်တို့မှာရှိတယ်။တမိုင်းကမြန်မာနိုင်ငံရဲ့ဒီပုစာကျွန်တော်မြေပေါ်မြောက်တရားစာတနဲ့လူသားအရင်းမြစ်တွေအခြေအနေရမြန်မာနိုင်ငံပထဝီအနေထားအရဆိုရင်ကျွန်တော်တို့မှာ opportunity တွေအများကြီးရှိတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမယ်လုံခြုံရေးရလည်းတည်ငြိမ်အေးချမ်းမယ်ဆိုရင်တော့ FDI နဲ့ကျွန်တော်တို့လာမှာဖြစ်ပါတယ်။ကုန်တယ်ဆိုတော့ကုန်တယ်မှုတဲ့တော့သူကတော့ဘယ်လိုပဲနီးလန်းတကြနီးလန်းဖို့ဆိုတော့ကြိုးစားမှာအခုလာကျွန်တော်တို့တရားမကုန်တယ်မှုဟာတွေလောက်တာလေဒါကုန်တယ်တွေလောက်တာပဲကုန်တယ်လောက်ကြတာသူတို့ဘာလဲပြသူတို့ပစ္စည်းတွေရောင်းလို့ဝယ်လို့ဖျောက်လို့ရောင်းသူနီးလန်းပေါင်းတော့ကြိုးစားတယ်ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုကြတော့ဆွမ်းစားမှုလိုပါတယ်သူကရင်းနှီးမြှုပ်နှံမှာအာမခံချက်ရှိဖို့လိုတယ်ရင်းနှီးမြှုပ်နှံမှုကြတော့သူကဒီရတစ်ခုပါအသေးလောက်လိုက်တော့သူတို့ကယုံကြည်စိတ်ချပေါ့နိုင်ငံရေးကတည်ငြိမ်အေးချမ်းမှုမရှိတဲ့ရင်းနှီးမြှုပ်နှံမှုဘလို့မှလာဖို့လည်းအကြောင်းမရှိဘူးဒါခုနဆူဆူဘူးဝိဒနာဆူဆူဘူးဖြစ်စေလဲနိုင်ငံရေးဖြစ်လို့ရှိရင်လည်းတော်လေးဒါနောက်တွန့်နေမှာပေါ့ဒီလိုပဲဟလာအကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေရှိနေလုံခြုံမှုမရှိလေရင်းနှီးမြှုပ်နှံမှုဘလို့မှလာလို့နိုင်မှာလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့တိုင်းပြည်တကယ်တိုးတက်စေချင်တယ်ဆိုလို့ရှိရင်တော့ရင်းနှီးမြှုပ်နှံမှုတွေဒါလုံနိုင်မှုတွေကျွန်တော်တို့ကဒီလိုနိုင်ငံရေးမှာလည်းတည်ငြိမ်အေးချမ်းမှုရှိအောင်လုံခြုံတည်ငြိမ်အေးချမ်းမှုရှိအောင်ကျွန်တော်လုပ်ဖို့လည်းလိုပါတယ်နောက်ဆုံးတော့ပြောတဲ့နိုင်ငံခြားရေးနိုင်ငံတကာဆက်ဆံတဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့နိုင်ငံခုနပြောတဲ့ပထဝီနေထားရအင်အားကြီးနိုင်ငံကြားထဲမှာနေမျိုးကြီးထိစပ်နေတယ်တမိုင်းပြန်ကြည့်ရင်မြန်မာနိုင်ငံပြုတ်ပြောင်းလဲမှုတွေအများကြီးသုံးသပ်လို့ရပါတယ်ဒါတမိုင်းပညာရှင်တွေဒီမှာပါပါတယ်ဆိုတော့အကောင်းဆုံးကတော့မြန်မာနိုင်ငံဟလာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒတချို့တော့အကောင်းဆုံးပါတစ်ဖက်နိုင်ငံတစ်ဖက်ဟိုအာတာဝါဒနေမှာကျွန်တော်တို့ဘောမှာဟလာဒီဘောနည်းနည်းလေးကျဖိအားပေးတဲ့အစင်ဓာတွေခင်ဗျားတို့တွေ့ပါလိမ့်မယ်ဖြစ်ခဲ့တဲ့အစင်ဓာတွေတွေ့နိုင်ပါပြီဒါကြောင့်ကျွန်တော်တို့ကတော့နိုင်ငံတကာနဲ့ပတ်သက်ရင်တော့နိုင်ငံခြားဆက်ဆံရေးမှာတော့ဒီလက်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကိုကျွန်တော်တို့လောက်အောင်မှာဖြစ်ပါတယ်အဲ့တော့စောစောပြောရင်ဒီအခွင့်အရေးတွေလုပ်ပြီးဆိုကျွန်တော်တို့မှာ opportunity တွေရှိတာဆိုတော့ကျွန်တော်တို့တွေ့ရပါတယ် opportunity ရှိလို့ပဲစင်ခုံမှုတွေလည်းရှိတာစင်ခုံမှုတွေတွန်တွဲလာတော့လူချင်းလို့ရှိရင်ပေးစမှာရှိတယ်လူချင်းတော့ပေးရမှာတခုရှိအဲ့ပေးရမှာပါလေဆိုတော့ညဉ့်ညွတ်မှုရအောင်လုပ်ပေးရမှာနော်ငြိမ်းချမ်းရေးရအောင်လုပ်ပေးရမှာအချမ်းဖတ်မှုတွေမရှိအောင်လုပ်ပေးရမှာဒီလိုတော့မှတည်ငြိမ်အေးချမ်းရေးကတော့ကျွန်တော်တို့တဲ့တကယ်ကိုလိုအပ်တဲ့လုပ်ဖို့လိုအပ်တဲ့ဟာတခုဖြစ်ပါတယ်စီးပွားရေးခွန်နဲ့ opportunity တွေဖြစ်ပါတယ်လိုအပ်မှာဟာတော့တည်ငြိမ်အေးချမ်းရေးကတော့ညီညွတ်ရေးကတော့ဒုတိယကျွန်တော်တို့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့နိုင်ငံရဲ့တည်ငြိမ်ဖို့တဲ့ပြည်သူတွေလူလားတဲ့ဒီမိုကရေစီပါတီဒီမိုကရေစီစစ်ကိုပြန်လည်ဖော်ဆောင်ဖို့ကျွန်တော်တာဝန်ယူပါတယ်ဒါတွေကျွန်တော်လုပ်ပါမယ်ဒီလိုပဲပြည်သူပိုင်းနဲ့အမျိုးသားစီးလူညွညွရေးကိုလည်းစနစ်တကျဆောင်ရွက်ပေးဖို့လိုက်ပါဆောင်ရွက်ပေးနိုင်ဖို့တဲ့သဘောထားကြီးစားနဲ့လူဝိချဖို့လူတော်တို့ဒါပြောလို့ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီနေ့အခွင့်အရေးဒီနေ့အစည်းဆွေးနွေးမှုဟာကျွန်တော်ပြောတဲ့ဆွေးနွေးချက်လည်းအကြမ်းပြင်းလေးကိုကျွန်တော်တွေ့ရှိချက်လေးကိုကျွန်တော်အခြေခံပြီးပြောခဲ့ခြင်းဖြစ်ပါတယ်။ဒီတဲ့ကျေပြန့်ပြောမှဆိုရင်တော့အများကြီးရှိပါတယ်။ဒီမှာလည်းပညာရှင်တွေဒီနေ့ပြီးလို့ညီကင်းပိုင်းကြတဲ့ဆက်လက်ဆွေးနွေးခါမှာလည်းအများကြီးပါမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံဘဝလှပဖို့တဲ့မြန်မာတန်ဖိုးမြင့်တင်ဖို့ဆိုတဲ့ဟာလေးနဲ့ကျွန်တော်ပြောကြရင်းနဲ့ပဲဒီကုန်းချိုးပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်